လာပါ73ရက်ကွယ်မြစ်တာလမ်းမကြီးကျောကမင်္ဂလာလမ်းမကြီးအနီးမှာရှိတဲ့နာမည်ကြီး construction ဖြစ်တဲ့ကျိုးကြီးမှာဆောက်လုပ်ထားတဲ့ပစ္စမတက်6လွှာတိုက်တစ်ကလေးနဲ့နှင်းစီကမိတ်ဆက်ပေးပါမယ်ရှင် BCC ကြပြီးတိုက်တစ်ဆက်ဆက်ကလေးပဲဖြစ်ပါတယ်ရှင်အလှည့်လေးကတော့နောက်မြောက်လဲပဲဖြစ်ပါတယ်ရှင်ဝင်းချင်းမိန်းတကားကိုတော့ slider ဆွဲတကားလေးနဲ့အသုံးပြုပေးထားပါတယ်ရှင်တိမ်လုံးကိုလည်းကြွေရည်အပြည့်ခင်းပေးထားပါတယ်ရှင်အခန်းကျဲကြီးထဲမှာဆိုရင်လည်း TV station ကိုပြင်ဆင်ပေးထားပါတယ်ရှင်အခန်းကျဲဝန်းလေးကတော့1854ပေကျယ်ဝန်းပါတယ်ရှင်ဘေးတိုက်ကလည်းမရှိတဲ့အတွက်လေဝင်လေးအတွက်ကောင်းပါတယ်ရှင်ဖျားခန်းတီးတန့်လေးလည်းပါရှိပါတယ်ပါတီရှင်းလေးတွေနဲ့ပြင်ဆင်ပေးထားတဲ့လုံးဝကိုတပယ်လှတဲ့ဖျားခန်းလေးပဲဖြစ်ပါတယ်ရှင်ပစ္စမတက်6လွှာလေးဖြစ်ပြီးတော့ BCC ကြပြီးကိုပိုင်မီတာကိုပိုင်မော်တာခန်းလေးနဲ့ပဲဖြစ်ပါတယ်ရှင်ခန်းလေးရဲ့အကျယ်ဝန်းကတော့1854ပေကျယ်ဝန်းပါတယ်ရှင်နေရနေမှာလည်း open box လေးတွေကိုပြင်ဆင်ပေးထားပါတယ်ရှင်ပစ္စမတက်6လွှာလေးရဲ့ဈေးနှုန်းလေးကတော့3680ပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်လည်းဘေးလိုက်ွယ်မရှိတဲ့အတွက်လေဝင်လေးအတွက်ကောင်းပါတယ်ရှင်ဒါလေးကတော့ဒဘယ်ရွန်လေးပဲဖြစ်ပါတယ်ရှင်ဒဘယ်ရွန်လေးကိုလည်းဆွဲတကားနဲ့အသုံးပြုပေးထားပါတယ်ရှင်ကြွေပြားတွေကိုအပြည့်ခင်းပေးထားပါတယ်ရှင်လေဝင်လေးထွက်ကောင်းအောင်လို့ဘေးပြင်းပေါက်လေးလည်းထပ်ပြီးတော့ဖောက်ထားပါတယ်ရှင်BCC ကြပြီးဗန်ကျိတ်ရတဲ့ပစ္စမတက်6လွှာလေးပဲဖြစ်ပါတယ်ရှင်ဈေးနှုန်းလေးကတော့3680ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ရှင်အလှည့်လေးကတော့နောက်မြောက်လည်းပဲဖြစ်ပါတယ်ရှင်ကစ်ချီကန်လေးရဲ့တကားကိုတော့ PPC တကားလေးနဲ့သုံးပြုပေးထားပါတယ်ရှင်ကြွေပြားတွေကိုလည်းအပြည့်ခင်းပေးထားပါတယ်ရှင်ဘေးတိုက်ွယ်မရှိတဲ့အတွက်လေဝင်လေးအတွက်လည်းကောင်းပါတယ်ရှင်အလင်းအောင်လည်းကောင်းစွာရရှိပါတယ်ရှင်အနောက်မှာလည်းတိုက်ွယ်မရှိပါဘူးရှင်အရေးပေါ်လေးကားလေးကိုလည်းတစ်သားတကားနဲ့ပြင်ဆင်ပေးထားပါတယ်ရှင်ဒါလေးကတော့ဘရိုင်းသားအသစ်ဆက်ဆက်ကလေးပဲဖြစ်ပါတယ်ရှင်ကြွေပြားတွေကပ်ပြီးတော့ခင်းပေးထားပါတယ်ရှင်ဒီဘက်မှာဆိုရင်တော့ရေချိုးခန်းတီးတန့်လေးပါရှိပါတယ်ရှင်ရေချိုးခန်းလေးထဲမှာဆိုရင်လည်းကြွေပြားတွေကပ်ပေးထားတယ်ခင်းပေးထားပါတယ်ရှင်ရှာဝါလေးလည်းတက်ဆင်ပေးထားပါတယ်ရှင်နာမည်ကြီး construction ဖြစ်တဲ့ကျေအိုကြီးမှာဆောက်လုပ်ထားတဲ့ပစ္စမတက်6လွှာလေးပဲဖြစ်ပါတယ်မိမိစိတ်တိုက်ကြလဲဒီဇိုင်းလေးတွေကိုပြင်ဆင်ပေးနိုင်တဲ့အခန်းကောင်းလေးပဲဖြစ်ပါတယ်ရှင်အိမ်ရှင်လေးကလည်းအရန်ကိုသဘောကောင်းတဲ့အတွက်ဈေးနှုန်းလေး3680လေးကိုညှိနှိုင်းပေးဦးမှာပဲဖြစ်ပါတယ်ရှင်ဗန်ကျိတ်လေးလည်းရပါတယ်ရှင်ဒီအခန်းလေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့နှင်းစီ real estate ကိုဆက်သွယ်လိုက်ပါရှင်